research ဆိုတာတွေကတခါတလေကျတော့အမှန်တရားမဟုတ်ဘူးမှန်တရားမဟုတ်ဘူးဆိုတာအမှန်တရားဆိုတာတခုပြောပြမယ်နော်ခေါင်းယောဂနဲ့ပတ်သက်လာတဲ့ strawberry ဒီက uric acid ကိုတက်စေတယ်ဆိုပြီးတော့တလျှောက်လုံးပြောလာပြီး strawberry ရှောင်းနဲ့ခဏထိပြောတော့မှရှိသေးတယ်အခုတနေ့ကနေမကပါဘူးယနေ့ကအင်တာနက်ကနေထုတ်ကြည့်လိုက်တော့ strawberry ဟာတဲ့ uric acid ကို reduce လုပ်တယ်ဖြစ်လာတယ်အခု strawberry စားပေးရမယ်တဲ့ဒါမှ uric acid ကိုထိန်းတယ်စေပညာမှာလည်းပဲအဲ့ဒီလိုပဲဟိုပြောလို့မရသူကလည်းလူစမ်းတာကိုဒါအပြစ်မဟုတ်ပါဘူးအမှန်တရားမဟုတ်ဘူးဆိုတာကိုပြောပြချင်တာဒီမြတ်စွာဘုရားဟောတဲ့တရားကြတော့အဲ့လိုရှုံးကြည်နှက်ခြင်းမရှိဘူးနော်ရှုံးကြည်နှက်ခြင်းမရှိဘူးတရားကြပုံသေးမှတ်လို့ရတယ်ပုံသေးမှတ်လို့ရတယ်ကျန်တာတွေကြတော့အခုဖြေထုတ်ထားပြီမဲ့တော်ကြတော့တခါမှားခြင်းမှားသွားတာသီဝရီကမှားခြင်းမှားတယ်ဟိုသာဝရအမှန်လို့ဘယ်တော့မှမမှတ်လေနဲ့ရေပုံရသုံးသက်ချက်လို့ပဲအောင်မိတာဘာပဲဖြစ်ဖြစ်လောကကြီးမှာတွေ့တာအကုန်သာဝရအမှန်လို့မသတ်မှတ်လေနဲ့တယောက်နဲ့တယောက်ဆိုတာအခြေခံခြင်းလည်းမတူဘူးအခြေခံခြင်းမတူသည့်အတွက်ကြောင့်ရေပုံရသုံးသက်ချက်ရေပုံရခံယူချက် general consensus အများအသိမှပြုတယ်ဆိုတဲ့ဟာလောက်ပဲမှတ်သားရမှာပေါ့တချောင်းဆွဲကြီးပတ်ထားလို့မရဘူးတဲ့မြတ်စွာဘုရားရဲ့သစ္စာ၄ပါးကြတော့မှတ်ထားပြီးတော့အဲ့ဒါသစ္စာ၅ပါးမရှိဘူး၄ပါးပဲရှိမယ်မဂ္ဂင်၈ပါး၉ပါးမဖြစ်ဘူးဒါဒီခေတ်မှာဆို modern ခေတ်ဆိုတော့တချို့တွေ reduce လုပ်မယ်ဒါပေမဲ့မဂ္ဂင်က၃ပါးလောက်ဆိုလုံလောက်ပါပြီဆိုပြီးတော့ reduce လုပ်လို့လည်းမရဘူးနော်ရှော့ကျင်လို့မရဘူးရှော့ကျင်တဲ့လူကရှိတယ်လေ၅ပါးသီလကိုတစ်ပါးသီလလောက်စောင့်ရင်ရပါပြီဆိုတော့အဲ့ဒီလိုလျှော့ခြင်းလို့မရဘူးသူကသဘာဝတရားဒီတိုင်းပဲနေတယ်မြတ်စွာဘုရားဟောတာကသဘာဝပဲဟောတယ်စမ်းသပ်ပြီးတော့တွေးရှိချက်ကိုဟောတာမဟုတ်ဘူးနော်တော့ဘုန်းကြီးတွေကဘုရားရဲ့အဆုံးအမတွေဒါတွေသိခွင့်ရတာအလွန်ကံကောင်းတယ်လို့ပြောအလွန်ကိုကံကောင်းတာတကယ်ဆိုဘယ်လိုလုပ်သိမှာတော့အိန္ဒိယနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း2600ဘုရားပွင့်ခဲ့တာကိုယ်ကံကောင်းလို့ဗမာပြည်ရောက်ပြီးတော့ဗမာတွေကလည်းအဓိပ္ပာယ်ဖော်နိုင်တဲ့အတိုင်းဒါရပကန်းခေတ်ကစားပြီးမကြိုးစားခဲ့ဘူးဆိုရင်ဒါတွေဘယ်လိုလုပ်ဘယ်သူကအဓိပ္ပာယ်ရှင်းပြမှာတော့မသိနိုင်ဘူးနော်ခုမဖတ်နိုင်တဲ့ကလားစာတွေအများကြီးပဲလေအဲ့တော့အမှန်တမ်းကံကောင်းတယ်ကြိုးစားတင်ကြရမှာဒါတွေကလည်းရှိမှာဟောဒီထက်ကဘုရားဟောတတ်တဲ့တရားအမှန်တမ်းအဓိကဘယ်ဟာပဲဖြစ်ဖြစ်ဘယ်ဆရာတော်ကပြောလို့တို့ဘယ်စာအုပ်ကရေးတာဒါတွေအဓိကမထားနဲ့ဘုရားဟောတဲ့ထဲပါသလား reference ပေးနိုင်သလားနော်ဒါအဓိက reference မပေးနိုင်ရင်ဘယ်သူစကားမှမှတ်ဆရာမလို့ဒါအမှန်တရားဘယ်သူစကားမှမှတ်ဆရာမလို့မှတ်ချင်ယာယီပဲမှတ်တာဣဒမေဝသစ္ဆံဒါသာအမှန်မောဂမဉ္ဇဉ်တော့မလုပ်လိမ့်နဲ့အဲ့ဒါလွဲသွားမယ်အဲ့ကြနော်ဘယ်ဟာမှအသေးမှတ်ထားလို့မရဘူးအဲ့ဒါကြောင့်မို့လို့ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်နိုင်အောင်စာဆိုတာသင်ရတယ်မသင်လို့မရဘူးသိစရာတွေအများကြီးပဲသိတာနဲ့မသိတာအလွန်ကွာခြားတယ်အလွန်ကွာခြားတယ်လို့သိတာနဲ့မသိတာဟာလေကြောချင်းကတ်နေတာဒင်္ဂါနဲ့ပြောမယ်ဆိုခေါင်းနဲ့ပန်းမယ်နော်ဟိုဘက်ဒီဘက်ကလေးတွေမယ်ဟိုဘက်ဒီဘက်ကလေးတွေမယ်မသိရင်ပိတ်မှောင်နေတာပဲသိလိုက်တာနဲ့လင်းသွားတာပဲအဲကြောင့်သိအောင်လုပ်ရမယ်သိအောင်လေ့လာရမယ်ဖတ်ရှုရမယ်သိတယ်ဆိုတဲ့နေရာမှာတတိုင်းကြီးကာမထားနဲ့ရှေ့ကဒါပဲလို့ဆိုတဲ့လမ်းမဆုံးလေနဲ့သိစရာတွေကအမြဲရှိနေမယ်အဲ့ဒီနောက်ကိုဖွင့်ပေးထားရမယ်အမြဲတမ်းဒါသိပြီဟုတ်တယ်ဓိတဲ့သိစရာရှိသေးသလားသွားဆက်ပြီးတော့နော်အဲ့ဒါလို့လေ့လာဖို့လိုတယ်ပေါ့အဲ့တော့ကြည့်လူတော်ဝါတွေအန္တဇနဲ့ဇလာပုဇနော်လူတော်ဝါတွေခဘတရေကပရိသေခါမှာဆိုရင်ကာယဘာဝဝတ္ထုဆိုတဲ့ဒီကလစီ3ခုရုပ်ပေါင်း30
ဒါနဲ့စတင်လိုက်တယ်အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ကိုလှမ်းကြည့်လိုက်ရင်သင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံဆိုတာဒါကိုဟောတာလို့သူသဘောပေါက်တာပဲနော်နောက်ပဋ္ဌာန်းကိုကြည့်မယ်ဆိုရင်ပဋိသန္ဓိခဏေဆိုတာဒီလာမှာနာမရူပံဒီလိုလာတာပဲလေဒီလိုလာတာအဲ့ဒါတွေကအကုန်လုံးဒီတိုင်းကြီးပဲအကုန်လုံးဘာတွေတုံးဆိုတာကိုသိထားဖို့ကဲကောင်းပြီနံပါတ်၄ကိုကြည့်ပဋိသန္ဓိခဏပြီးနောက်ပဝတ္တိအခါမှာတဖြည်းဖြည်းစက္ခုတတကစသောဖြစ်ကြ၏နော်အဲ့တော့နောက်မှတဖြည်းဖြည်းဖြစ်လာတာဆိုတဲ့နေရာမှာတဖြည်းဖြည်းစာပေထဲမှာကမေနစက္ခုတတကဒီနိပါတုဘောဒီအစဉ်တိုင်းတဖြည်းဖြည်းသူရင်းလာတဲ့အချိန်မှာအတိအကျမပြောဘဲနဲ့ထားတာကဲဒါလူတော်ဝါတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကလူတော်ဝါတွေဖြစ်ပေါ်လာဖို့ embryology ပေါ့လေ embryology နဲ့သက်ဆိုင်တဲ့ဟာတခုမြတ်စွာဘုရားလူသားတွေဟာဘယ်လိုဒီမိခင်ရဲ့ဝန်ထဲမှာတရေတီးလာတာကနေဘယ်လိုပြောင်းလဲလာသလဲဆိုတာကိုဒါဘုရားဟောတဲ့ခါတာဘယ်မှာဟောတာတော့ဆိုယက္ခတန်ယုတ်ပါဠိတော်ယက္ခတန်ယုတ်အိနကတုတ်မှလာတယ်ယက္ခတန်ယုတ်ပထမဆုံးအိနကတုတ်အိနကဆိုတာဘလူးရဲ့နာမည်ပဲမြတ်စွာဘုရားကိုမေးတာသူကမေးခွန်းမေးလို့မြတ်စွာဘုရားဒါဖြေတာတရားဆိုတာဒီလိုကြီးထွားပြီးတော့ဖြစ်လာတာဟိုဘဝကူးလာတာမဟုတ်ဘူးဆိုတာကိုဘုရားပြမိခင်ဝန်ထဲမှာဒီတိုင်းစလာတာဟိုဘဝကဘာကမှဒီထဲရောက်လာတာမဟုတ်ဘူးလို့ဆိုတာကိုပြလို့မြတ်စွာဘုရားဟောအဲ့ဒီမှာပထမံကလလံဟောတိကလလာဟောတိအဘုဒ္ဓံအဘုဒ္ဓဇာယတိပေတိနိဗ္ဗတတိခနောကနာပတာခာဇာယန္တိကေတာလောမနခာပိစာဒါက verse လို့ခေါ်တယ် verse လို့ခေါ်တယ်ဂါထာပေါ့ဂါထာဆိုတာကြပြပဲနော်သူကစိကံနဲ့ရေးတဲ့ဟာမျိုးဒါမှမဟုတ်ကြည့်နေပထမံကလလံဟောတိဆိုလုံးရင်ကန့်တတ်ထားတာသူပထမံကလလံဟောတိဘယ်နှလုံးရှိရှစ်လုံးကိုသူကတစ်လုံးဖွဲ့ထားတာရှစ်လုံးဖွဲ့ခေါ်တာပေါ့အခရာတစ်လုံးရှစ်လုံးစီသွားတာခါခါကျတော့တစ်လုံးပို့တာကြပြပေါ့နော်ကြပြပုံစံနဲ့ရေးထားတဲ့ဟာလို့အဲ့တော့ဂျာမနီသွားတော့ကဘာလင်မှာဒီဗိဓမာသင်တန်းပို့ချတာခုနတနေ့ကကလုံးနဲ့ပတ်သက်တဲ့မေးတဲ့လူကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောရင်းနဲ့မြတ်စွာဘုရားကဒီလိုဟောထားတယ်ဆိုတော့သူကအံ့ဩတယ်နှစ်ပေါင်း1600ဟာဒါတွေသိသလားနော်အံ့ဩတာသိတယ်လို့ reference ရှိတယ်လို့မြတ်စွာဘုရား embryology ကိုနဲ့တူတဲ့အရာတခုဒီလိုဟောထားတာဘုရားဟောတဲ့ထဲမှာဒါပါနေတယ်လို့သူတို့အံ့ဩတယ်တော်တော်ကိုဒါလုံးရတဲ့နှစ်ပေါင်း2500ဆိုခုခေတ်မှာပေါ်လာတယ်သူတို့က modern science လို့ထင်တာကိုခုက modern ကလည်းနှစ်တိုင်း modern တွေကအများကြီးပဲလေကိုယ်ရဲ့ရှေးချနောက်ပေါ်ရင် modern လောက်ထားတာဆိုတခါတလေရှေးကပညာရည်တွေတော့ပျောက်ကုန်ပြီအခု modern ကရှေးကမမိတာရှိတယ်လေဇီဝကကြီးလက်ထက်တုန်းကတရွင်းလေးတစ်ချောင်းယူပြီးတော့ဆေးဘက်မဝင်တဲ့သစ်ပင်တွေ့ရင်နှုတ်ခဲ့လို့ဆိုတာလိုက်ရှာတာလေသူဆောင်ဝဲအဲ့ဒါပဲအင်တာဗျူးသူဆောင်ဝဲဖြစ်ရရေးမဖြစ်အောင်အဲ့ဒါကောင်းတယ်